လမ်းမီးကြောင်နေကြီးစိုးတဲ့ကဘာပေါ်ကတခုရီသောနိုင်ငံကဘာမြေပုံပေါ်မှာကြောင်တွေကပြင်းဖြစ်ပြီးလူတွေကတော့အစီကံဖြစ်နေတဲ့နိုင်ငံတစ်ခုရှိတယ်လို့ပြောရင်သင်ကအံ့ဩသွားမှာလားပုံမှန်ဆိုရင်တော့လမ်းဘေးကြောင်တွေကအစာတောင်းမှုလူတွေကိုကြောက်ကြရပါတယ်ဒါပေမဲ့လည်းကဘာပေါ်မှာလမ်းဘေးကြောင်တွေကမြို့တစ်မြို့လုံးကိုစိုးမိုးထားပြီးလူတွေရဲ့ချစ်ကိုအတင်းအဓမ္မသိမ်းပိုက်ထားနိုင်တဲ့နိုင်ငံတစ်ခုကရှိပါတယ်ဟုတ်ပါတယ်ဒါကတော့တူရကီနိုင်ငံပဲဖြစ်ပါတယ်အထူးသဖြင့်အစ္စတန်ဘူမြို့ကိုရောက်ရင်တော့သင်ကပထမဆုံးသတိထားမိမှာကကြောင်လေးတွေပဲဖြစ်ပါတယ်သူတို့ကတော့လမ်းဘေးကြောင်လေးတွေဆိုပေမဲ့ကျွန်တော်တို့သိထားတဲ့အထီးကျန်ဆန်တဲ့ဘဝမျိုးဟုတ်နေခဲ့ပါဘူးတူရကီလူမျိုးတွေအတွက်ကြောင်ဆိုတာကတဦးတယောက်တည်းပိုင်ဆိုင်တာမျိုးဟုတ်နေခဲ့ပေနဲ့တရက်ကလုံးကဝိုင်းဝန်းဆောင်းရှောက်ရတဲ့အများပိုင်မိသားစုဝင်တွေဖြစ်ကြပါတယ်ဒီနိုင်ငံကဆိုင်တိုင်းရဲ့ရှေ့မှာကြောင်စာကွက်လေးတွေတန်ရှင်းတဲ့ရေကွက်လေးတွေကအမြဲကုန်မှရှိနေတတ်ပါတယ်။ဇောင်းထဲမှာဆိုရင်တော့မှသူတို့လေးတွေကနှွေးနှွေးထွေးထွေးနေထိုင်ဖို့ကက်ထုဘောင်းလေးတွေအနှွေးထွေးဟောင်းလေးတွေနဲ့အိမ်လေးတွေကိုစောက်ပေးထားကြပါတယ်။ဘာကြောင့်တူရကီလူမျိုးတွေကကြောင်တွေကိုတလောက်တန်ဖို့ထားကြရတာလဲ။ဒီအဖြေကတော့တမိုင်းနဲ့ဘာသာရေးယုံကြည်မှုတွေမှာရှိနေပါတယ်။တူရကီနိုင်ငံကအစ္စတန်ဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ပါတယ်။အစ္စလမ်ဘာသာမှာကကြောင်တွေကိုတန်ရှင်းတဲ့တသက်ဝါဖြစ်သတ်မှတ်ကြပါတယ်။နောက်ပြီးတော့လေတမန်တော်မိုဟာမက်ဂူရိုင်ကလည်းကျောင်းတွေကိုအရန်ကိုမှချစ်မြတ်နိုးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်ခုကသမိုင်းကျောင်းမှာရှေခေအော်တိုမန်အင်ပါယာလက်ထက်ကလေးကနေတစ်သားအိမ်ဒီမှာချောင်းလန့်တက်တဲ့ကျွက်တွေကိုနေနှင်းဖို့ကျောင်းလေးတွေကမြို့ရဲ့အဆောင်ရှောက်တွေဖြစ်ခဲ့ပါတယ်လို့လည်းဆိုကြပါတယ်။တူရကီမှာစကားပုံတစ်ခုရှိပါတယ်ဗျာ။အကယ်၍တင်ကကျောင်းတစ်ကောင်ကိုတတ်မိရင်ဖခင်တခင်ကမင်းကိုခွင့်လို့ဖို့အတွက်ဗလီကျောင်းတစ်ခုကိုစောက်ပေးရလိမ့်မယ်။ဆိုရဲစကားပုံမျိုးပဲဖြစ်ပါတယ်။ဒါကသူတို့ရဲ့ကျောင်းလေးတွေပေါ်မှာဘလောက်တောင်မှအလေးထားသလဲဆိုတာပြသနေတဲ့ဆိုရိုးပဲဖြစ်ပါတယ်။နောက်တဲ့စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကရှိပါသေးတယ်။အဲဒါကတော့တူရကီကျောင်းတွေမှာကဘာကျော်တဲ့အထိနာမည်ကြီးသွားခဲ့တဲ့ကျောင်းတွေကလည်းရှိပါသေးတယ်။သူတို့ကတော့ထွန်ဘီလီအမီယာကျောင်းလေးနဲ့ဂလီလိုခေါ်တဲ့အမီယာတဲ့ကျောင်းမလေးပဲဖြစ်ပါတယ်။ထွန်ဘီလီလိုမီယာတဲ့ကျောင်းလေးကတော့လမ်းဘေးကလူတစ်ယောက်လိုခက်မမိုက်ထိုင်နေတတ်တဲ့သူ့ရဲ့ပုံရိပ်ကြောင့်မလို့အင်တာနက်မှာအရန်ကိုမှနာမည်ကြီးခဲ့တာပါ။သူဆုံးမသွားတဲ့အခါမှာတော့မှအဲ့ဒီအနေအမှာပဲသူ့ရဲ့ကြေးရုပ်လေးကိုတော့မှအမတ်တရလှုပ်ပေးခဲ့ကြပါသေးတယ်။နောက်တစ်ကောင်ကတော့ဂီလီလိုအမီရတဲ့အကြောင်းမလေးပဲဖြစ်ပါတယ်။ကဘာမွေးနေဟာဂီယာဆိုဖီယာဗလီကျောင်းတော်ကြီးရဲ့အဆောင်ရှောက်ဖြစ်ဆယ်စုနှစ်တစ်ခုကျော်အောင်နေထိုင်ခဲ့ကြတာကြောင့်လူသိများခဲ့တာပါ။တခါကအမေရိကန်သမ္မတအိုဘားမားကတော့မှသူ့ကိုပုတ်သက်နှုတ်ဆက်ခဲ့ပါသေးတယ်။တူရကီမှာကျောင်းတွေကိုဆက်ဆက်နေပုံကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးထားပါတယ်။အဲဒါကတော့လူသားဆန်မှုဆိုတာကကိုယ့်ထက်အားနေတဲ့တသက်ဝါလေးတွေကိုဘယ်လောက်ထိတော့မှမေတ္တာထားနိုင်တယ်လဲဆိုတာပါပဲ။တကယ်လို့တင်ကကြောင်ချစ်တဲ့သူတယောက်ဆိုရင်တူရကီနိုင်ငံဟာတင်အတွက်ကဘာပေါ်ကအကောင်းဆုံးနိဗ္ဗာန်ပုံဖြစ်နေမှာသိကြပါပဲတကယ်လို့တင်ကအစ္စတန်ဘူကိုတွားရောက်ခဲ့မယ်ဆိုရင်တော့ခုနှစ်ရောက်ပေါ်မှာဘင်းတစ်ပါးလို့အိမ်မောကျနေတဲ့ကြောင်လေးတွေကိုနှုတ်ဆက်ဖို့မမေ့ကြပါနဲ့ဦးနော်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ